CNF ဝင်ရတဲ့ကိစ္စကတော့မနော်2011မှာအစိုးရကဖိတ်ခေါ်ပြီးကျွန်တော်ငင်းငိုင်းဆွေးနွေးဖို့เนาะဖိတ်ခေါ်တဲ့ခါကျတော့ CNF ကလည်းဒါဝင်တော့မယ်ဆိုတော့သူတို့ကလည်း emergency meeting ပေါ့เนาะ emergency conference ပေါ့2011เนาะ December မှာခေါ်တော့ကျွန်တော်တို့ချင်းဖော်ရမှာလူတွေပါနောက်ပြီးတော့ပြည်တွင်းကလူတွေရောအကုန်လုံးပေါင်း150လောက်เนาะခေါ်တယ်ခေါ်တော့ကျွန်တော်တို့ကလည်းတွားတာပေါ့ဒီလိုလာတော့ပေါ့เนาะအဲ့လိုလာတယ်ဆိုတော့အဲ့မှာဆွေးနွေးနေကျွန်တော်တို့တွေဝင်ဖို့ဖြစ်လာတယ်เนาะဆိုတော့ပုံမှန်ဆိုရင်တော့ကျွန်တော်ဝင်ဖြစ်ချင်မှဝင်ဖြစ်မယ်ဒါပေမဲ့ဒီငင်းငိုင်းဆွေးနွေးပွဲရတယ်ရှိတယ်เนาะငင်းငိုင်းရတယ်ဆွေးနွေးကြမယ်နောက်ဒီပြခတ်တိုက်ခိုက်မှုတွေလည်းเนาะဒါရက်စဲမယ် ceasefire လည်းဖြစ်လာမယ်တကယ်ငင်းငိုင်းလည်းကျွန်တော်တို့လိုချင်တာဟုတ်เนาะဆိုတော့ဒါဒီဟာနဲ့တွေ့ရင်တော့မဆိုးဘူးပေါ့ဝင်ဖို့ကတော့ဒါပေမဲ့ကျွန်တော်တယောက်ရဲ့စိတ်ထဲမှာကကျွန်တော်နည်းနည်းလေးဟိုအခက်အခဲတစ်ခုရှိတယ်ဘာလို့လဲဆိုကျွန်တော်ငယ်ဘဝစပြီးတော့ကျွန်တော်တို့လက်ကကိုင်တော်လိုင်းလို့တော့အရန်ကိုစိတ်ပါတယ်เนาะကျွန်တော်ငယ်တော့အဲဒီရှားနေကချင်နေနဲ့မန္တလေးမှာနေခဲ့ရတော့သူတို့ကချင်ပြည်မှာတော်လိုင်းတွေဘယ်လိုဆင်နွှဲတယ်ရှမ်းပြည်မှာဘယ်လိုဆင်နွှဲတယ်ဆိုတာပြောပြတဲ့ခါမှာကျွန်တော်တို့ကအားကြတယ်ကျွန်တော်တို့ကအားငယ်တယ်เนาะကိုချင်းပြည်မှာဘာမှမလုပ်နိုင်ဘူးဆိုတော့ဒါပေမဲ့ကျွန်တော်လည်းတောခုဖို့လည်းဟိုနှစ်ချိန်သုံးချိန်လောက်တော့ကျွန်တော်စူးစမ်းခဲ့ဘူးတယ်เนาะငယ်ဘဝ second year လောက်ထိเนาะဒါပေမဲ့မအောင်မြင်ဘူးเนาะကျွန်တော်တောခုဖို့ကလမ်းခုလာနေပြန်လာရတာကြီးပဲဖြစ်နေတာเนาะမအောင်မြင်ခဲ့ဘူးအဲ့ဒါနဲ့ကျွန်တော်ရဲ့နိုင်ငံဘဝကထောင်ထဲမှာလမ်းမပေါ်မှာเนาะအဆောင်တွေမှာเนาะပိုစတာကတ်တာเนาะလမ်းမပေါ်ကျွေးကြော်တာအော်ဟစ်တာတော့မှထောင်ထဲမှာเนาะရက်ဆိုင်မှာလက်ဖိတ်ဆိုင်မှာပြောကြမယ်ဆိုကြမယ်ညင်းကြမယ်ခုံကြမယ်အဲ့ဒီဘဝမှာပဲကျွန်တော်ပြီးခဲ့တာဆိုတော့ကျွန်တော်ကလက်နဲ့ကင်နဲ့เนาะအဖွဲ့အစည်းတဲ့ကျွန်တော်တခါမှ join ဟိုအဖွဲ့ဝင်မဖြစ်ခဲ့ဘူးဆိုတော့အတက်က60ကျော်သွားတဲ့ခါကျမှကျွန်တော်ကလက်နဲ့ကင်ဖွဲ့စည်းတစ်ခုမှာဝင်ဖို့ကတော်တော်လေးကျွန်တော်မှာအခက်အခဲရှိတယ်တစ်ဖက်မှာလည်းမဝင်လို့လည်းမဖြစ်တော့ဖိတ်ခေါ်နေတယ်เนาะကျွန်တော်ရဲ့တကယ်အချစ်ဆုံးရဲဘော်တွေဖြစ်တဲ့ပူလီယန်အုတ်တို့เนาะဒေါက်တာစလီထန်းတို့เนาะနောင်လင်းထောင်တို့ကလည်းရှိနေတယ်သူတို့လည်းဝင်ကြမယ်ဆိုတော့မဝင်လို့ကလည်းမဖြစ်ဘူးเนาะဆိုတော့ကျွန်တော်မှာအထင်လားထိနေတာလည်းရှိတယ်ကျွန်တော်ကဘယ်ပါတီမှမဝင်ခဲ့ဘူးဆိုရဟာเนาะ60လည်းကြော်လာပြီဘယ် political party မှမဝင်ခဲ့ဘူးဘာလက်နဲ့မှလည်းမခံခဲ့ဘူးဆိုတော့အစင်လာဆက်ပြီးတော့ထိနေတယ်ဒါနဲ့ပဲတည်သွားခြင်းတယ်ဘာလို့ဆိုကျွန်တော်တို့နိုင်ငံရေးလုပ်နေတဲ့ကာလမှာဟိုမဲဘုံလည်းထောင်လို့မရဘူးเนาะဘယ်မှာဟိုဝင်ကြီးဖြစ်ဖို့လည်းအလားအလာလည်းမရှိဘူးเนาะကျွန်တော်တို့ထောင်ထဲမှာဟိုနှစ်ရှည်လာများကြမလားဒါမှမဟုတ်ထောင်ထဲမှာတည်မလားဒါမှမဟုတ်ကတ်ရလားပေါ်မှာတည်မလားဟိုတောခုံပြီးတောထဲမှာတည်မလားဒါပဲကျွန်တော်တို့ရဲ့ဆုလက်ကเนาะတည်ချင်းတရားကျွန်တော်ရဲ့အကောင်းဆုံးဆုလက်ပဲเนาะထိုင်ကုန်တွေကရဖို့မရှိဘူးဆိုတော့ထောင်ဆိုရင်လည်းကျွန်တော်ရဲ့ခုနားရเนาะဆိုတော့အဲ့လိုဘဝမျိုးနဲ့ဖြတ်တန်းခဲ့ရတော့အဲ့ဒီဟာကိုကျွန်တော်ထိန်းနေတယ်ဗျဆိုတော့ကျွန်တော်တင်လိုက်ဒိုင်လက်မအရင်များတဲ့ခါကျတော့ကျွန်တော်ဟိုဝိုင်းဝန်းပြီးတော့မဟုတ်ပါဘူးဝင်ပါဘုကေအားလုံးတူဝင်အောင်ဆိုတော့ဒါဆိုကျွန်တော် condition တစ်ခုတောင်းမယ်ဗျာလို့ကျွန်တော်ပါတီဝင်ဘူးဗျာလို့ကျွန်တော်တကယ်အားလုံးဝင်မဲ့ဟာကြီးကိုကျွန်တော်တကယ်လည်းဝင်နေတယ်နောက်ဒီငင်းငိုင်းဆွေးနွေးမဲ့ဟာကိုလည်းကျွန်တော်အားပေးခြင်းတယ်ဘာလို့ကျွန်တော်တို့ကငင်းငိုင်းကိုကျွန်တော်တကယ်ကိုလိုချင်တယ်ဆိုတော့အဲ့မှာလည်းကျွန်တော်ပါဝင်နေတယ်ဒါပေမဲ့လည်းကဖွဲ့စည်းတစ်ခုမှာကျွန်တော် member ဖြစ်ဖို့ကကျွန်တော်တော်တော်လေးအခက်အခဲရှိတဲ့ခါကျတော့ member မဝင်ဘဲနဲ့ဖြစ်မှာလားဆိုတော့သူတို့ဆွေးနွေးပြီးတော့ဖြစ်ပါတယ်เนาะဆိုတော့ဆိုလိုတာ member ရဲ့ non member ရဲ့မဟုတ်ဘူးထင်အားလုံးเนาะကောင်းဆောင်တွေအားလုံးအစင်လာရှိတဲ့လူတွေအားလုံးဟိုပူပေါင်းပြီးတော့ကျင်းတဲ့ platform မှာလူတကာအတွက်ချင်းမျိုးချစ်စိတ်ရှိတဲ့ချင်းတွေအားလုံးအတွက်ဆိုရဟာဟိုပုံဖော်တဲ့သဘောဆိုတော့ကျွန်တော်လည်းလက်ခံသွားတယ်လေအဲ့ဒါနဲ့ဝင်ဖြစ်သွားတယ်ကျင်းတဲ့ပေါ့နော်ဝင်ပြီးတော့ကျွန်တော် Supreme Council ပေါ့ဗျာကျွန်တော်ရဲ့ဒေါက်တာဇလီထန်းရဲ့ဒီပုနန်ရဲ့နောက်ပူရန်ဥပ္ပကျွန်တော်တို့က
lecture ဥက္ကဋ္ဌဆိုတော့ဒေါက်တာဇလိထာက2012မှာစပြီးတော့ယူတယ်နောက်တစ်နှစ်13မှာပူလင်အိုနောက်2014မှာကျွန်တော်တစ်နှစ်ဥက္ကဋ္ဌယူတယ်နောက်2015မှာတော့ပူတန်လင်းထံကယူသွားတယ်နော်ဆိုတော့အဲ့နောက်ပိုင်းမှာတော့ကျွန်တော်တို့ကSupreme Council member အနေနဲ့ပဲဆက်ပြီးတော့ပါဝင်တာပေါ့ဗျာ